ကဲဒီနေ့မှာတော့ project ကုန်းတွေကိုပြပါတယ်ကဲလောတယ်တော့ပွဲထဲဝင်လိုက်ပြီကဲပွဲထဲဝင်ပြီးဘာညာကြည့်ရပေါ့ဒီတော့မှာပွဲရောက်ပြီဆိုတော့ဒီချင်းငယ်လေးပါလောက်ပြီးတော့ကြော်လိုက်တယ်တနက်ကောက်ပြီးပြစ်မယ်ရှေ့ကကောက်ပြစ်မယ်ဆိုလိုက်ရှာတွေ့လို့တကောက်မှမတွေ့တော့ချစ်ပြောက်လိုက်ရှာတယ်မဟုတ်လူပါပြောက်ဒီမှာ enemy တွေ့ပြီဆိုဖအိမ်မိတက်လို့ချ2-1ဆိုပြီးချကိုကကြွဟိုဘက်ကကောင်လည်းချလို့စိုးဟာဆိုပြီးကြည်ငိမ့်ခံနေလို့ရှိတယ်ကိုလာကဲပဲပေါ့တောင်းစားအိမ်မက်တွေပေးပါရဲ့ထုခံလိုက်ရမော်တူအင်းကြီးနဲ့ကောကျေးဇူးတင်ပါတယ်ဘာလို့လောမှမသိဘူးလို့ဘေရှင်ပြပဲအေးပါတယ်ဆိုပြီးဘေရှင်လေးသွားပြအေးသူရှင်ကလာမပြစ်ဘူးတဲ့ပြစ်တော့လေအိမ်မီကတလွင်းထူပေါလီကိုပဲတက်တည်လိုက်မယ်ဆိုပြီးတက်တည်လိုက်တော့ကြားလို့နောက်တော့ဘွဲရောအိမ်နဲ့ပြန်ဆင်းလိုက်ခုနတော့တဲ့ကောင်ပြန်ကျေးမယ်ဆိုပြန်တက်လာတွေ့မလားဆိုပြန်လာတွေ့လည်းမတွေ့ဘူးမှလည်းမတွေ့ဘူးစိတ်ရှုပ်တယ်ဆိုပုံတော့ကောအိမ်နဲ့ဘယ်လိုလုပ်ဆိုပြီးကြည်တာတွေ့ပြီပြက်မယ်ဆိုပြီးအိမ်မီကတလွဲကြီးဘအရင်အိမ်အောင်သေးရောရှာ forget that စိတ်ရှုပ်လို့ဆိုတော့တော့ပြန်စားအားနဲ့ event နဲ့ခေါ်ရဆိုပြီးလန့်ပြတယ်ဆိုထီလည်းမထီဘူးအိမ်မီကလည်းလွဲငါဆရာကြီးပါဆိုပြီးတော့ရှေ့တက်ပြီးပြက်မယ်ပေါ့ဘာညာAK ကိုင်းပြီးသွဲမယ်ပေါ့တွေ့ပြီကောင်းကြည့်ပဲတောင်းစားအမှန်ခုနတောင်းရတာဆိုပျော်လွင်ပြီးကိုကတော့ဖောက်ပြီပေါ့တွေးလေးပါပတ်တီးလေးပါလေတွေးလေးပါဖြစ်ပျော်လွင်နေရောတောင်းတာလားကန်ဆိုးတာလားတော့မသိဘူးခြေတန်နေရောတနက်တန်နေရောကြားနေရတယ်ပျော်တရားကြီးပါဒီပွဲကြီးရတယ်တန်ကောင်းကျွန်တော်လည်း3ယောက်နောက်တက်လာအိမ်မြလည်းမှန်လည်းမမှန်ဟာလို့ဖြစ်တိပါဦးလေးဆိုဒီဘက်ကနေပြန်တူကြည်တန်ပြစ်တယ်ဆိုဆိုအခြေလေးမဟုတ်လို့ဆိုပြန်ပြက်ကိုပဲရင်တော့ပါပျော်ပါတယ်ဒီပွဲကြီးကတော့နောက်တော့ပြန်သည်ဟာလီလိုပဲနောက်တော့ပြန်ဆိုင်ပွဲမှာလေးချင်းကပါညာလို့လေထီခုံချအဲ့မှာကန်ကောင်းကျွန်တော် event နဲ့တန်းရောက်တန်းရောက်ပြီးတော့ဘာလေးတွေ့မလို့ညာလေးတွေ့မလို့ဆိုဂန်းလေးကောက်နေလို့ရှိဘသူတွေ့တုံးဆိုခြေတန်းလေးကြားလို့ဘက်တွေလှည့်ကြည့်ဘယ်ညာလှည့်ကြည့်တွေ့ပြီနော်ငါလုံးဝကလေးတည်တယ်ရှက်မီးသားမြတ်မှန်နေလားဆိုလှမ်းထူဒါလည်းတွေ့ပြန်ပြီခေါင်းနေကြည့်ရင်အကောင်လည်းတည်ရောတော့ဝိုင်းဆိုတော့ခေါင်းမဲကြံနေဆိုအတွေးကြီးနဲ့ဝင်ပြီးပြစ်မှာပေါ့ဟေးဘာနဲ့အိမ်လိုအိမ်ဝါမသိတည်ရောကိုရီးယားငါလုံးမှာလက်ခံလိုက်ထူပေါင်းလေးဆိုအဲ့ညာပဲပြန်ဆင်းမယ်ဆိုပြီးပြန်ပြီးဆုံးဖြတ်ချက်တွေပြန်ချဆုံးဖြတ်ချက်တွေခိုင်မာဝါးရောအလဲပါညာနောက်ခေါက်တွေ့ဘယ်ကောင်မှတွေ့မလို့ဆိုတွေ့ပြီးအိမ်နဲ့ကောင်ဒီကောင်အိမ်မင်းနဲ့လေးလိုဒီကောင်အပေါက်မှာစောင်းနေတောင်းလေးမင်းကြီးသားမှန်နေလားစောင်းတိုင်းစောင်းကျင်နေစောင်းဓာတ်ငိုင်ထားဆိုပြီးပြတ်ဒီကောင်တခါတဲ့ပါခေါ်ဝိုင်းရှုပ်လို့ဆိုရင်တကောင်တင်းလဲနေလာဘာညာပတိလိန်နိုးရှေ့အသိကောင်ဒီရောလို့သူဝိုင်းကြတယ်လွင်တာပေါ့ကွာငါလီးလိုပဲအဲ့မှာတော့တော့ပြန်သဖတ်ဖြစ်တိပါဦးလေးဆိုဒီခါတော့ဆရာကြလုံးမယ်ပေါ့နေဘောဆင်းလေတိခုံချအေးလေးပါရရဆိုအဲ့နဲ့မပါဘူးဆိုပြီးရနံပါတ်1ရှိတဲ့နေရာလိုက်သွားဘရာသာရှိတဲ့နေရာတောင်မင်းနဲ့ရောက်လာပြီဖြို့လာပြီးပြစ်မှာဆိုပြီးအဲ့နဲ့မီလိုက်ရှာကြည်ရာရောခြေရာရောကုန်မြင်ရောတက်ပြီးပြစ်မှာပေါ့ထောင်လေးဘာလို့တောင်းလို့ပေါ်တူကြီးအင်ကြီးနဲ့မြန်မာလူကြီးအင်ကြီးနဲ့သေးတာဘောကြီးလားမသိပါဘူးငါလို့ပြောကြရင်ပြောနေဘာမှမသိဘောကြီးလားမသိဘူးအဲ့တော့ကောင်ထက်ချတွေ့မလားဆိုတွေ့ပါတယ်ခြေရာကြီးဒီကောင်ဘာလို့အိမ်နာတော့ခေါင်းကြည့်ပဲအိမ်ပြလိုက်တယ်ရှုပ်လို့ဒီကနေ့အိမ်မော်တက်ဘာညာကြည့်ရပေါ့ခုနကောင်ပြန်သေးမလားဆိုသေးမလားဖင်ကုန်းနေကိုဖင်းနဲ့ကြီးတဲ့2000လောက်ပြစ်သွင်းလိုက်တယ်ကြွားသွားရှုပ်လို့ဆိုတောင်မောကောင်ပြစ်တယ်ထိပါဦးတဲ့ဝမ်းသာလို့မဆုံးပါဘူးအိမ်မင်းရတယ်လူချင်းကိုချင်းဒူလဲကိုလဲညာတော့ဘွားကြီးကလည်းပြောတယ်ကောင်းတယ်လူလဲကိုလဲဒီလိုပဲအဲ့နဲ့ပါလုံးမရှိနဲ့ပတိစီဟိုကောင်နေတော့တနက်ပြည့်ပြဖို့ခေါ်နေဆိုပြီးရှော့ကိုင်းနဲ့တီးသွားတယ်ကောင်ကိုတင်းမင်းကကောင်တီးသွားတယ်ဆိုမြန်မာကောင်ချင်းပြန်တီးမယ်ပေါ့ဦးစီမနဲ့တီးကျင်တော့တိန်တယ်မေးပြီတို့ကောင်နေတော့ဟိုဆိုပြီးပြန်တီးမယ်ဆိုအညိုးကြီးနဲ့သွား
对比俺老考你几图看了，俺搞爬高嘞，考你几图啊，小个一样，难过么难理了呗，ပြောပါတယ်ဘာခေါ်သွားတော့လဲကျေးဇူးအဲ့နဲ့နောက်တစ်ခါပြန်ဆင်းအဲ့ကောင်မကျေနဲ့ချက်နဲ့ပြန်တီးမယ်ဆိုဒီမောပြန်ဆင်းရောက်ပြီဟာအိမ်နဲ့ပြီးတော့ဟာငါလို့လမ်းတာဖဟာဒီမှာပဲအိမ်မြတ်တက်လို့ဟာတခါးပါပြကုန်ပြီဖဒီပဲဒီဖြစ်ဟိုကောင်ဝင်းပြငါလုံးအေးဝင်းပြဖဒီတော့ဒါပဲလက်တီးနဲ့ပိတ်ထုံလို့ထမ်းကြော်လိုက်ဖဟာဘယ်ကကောင်ရောဟာဟိုမှာခြံသားဆောင်ဟာမွေးလုံးနေလားဘာလုံးလဲကောင်ဘာကြီးတော့လမ်းကြီးထောင်နေအော်လူပဒီတိုင်းမီးပြီမြုံကြွားပါဘာရောဟာဘော်ရလားမသိဘူးရှုပ်တယ်ဟာဘယ်ကနေဖြစ်တော့ဟာလို့ပြင်းမယ်ဆိုရင်ဘယ်ကနေလိုက်ရှာနေနေတွေ့ကုန်တွေ့နေဟာတွေ့စင်းလိုက်ပဲဒုက္ခထူပါဘူးဆိုရင်နောက်ဖိတာတက်ပြီးရအေးပါလုံးမကလေးဘယ်ကနေပြလို့ပြင်မအောင်မသိဘူးအော်ကြီးရကြီးကလည်းထင်းနေတယ်သွားလည်းမပြည့်ဒီပါတွေ့မလားဆိုတော့ရှာတွေ့ဖနယင်အထီနဲ့ဘယ်အနေပြလို့ပြောမှဆိုတော့ဝမ်းနေပြဟာတစ်ချက်တော့ထီတိုင်းဟာဘေးအနီကောင်မမြင်ဘူးဟောအနီကောင်တွေ့ပြီဆိုကြည်တဲ့အင်းပဲလေကြာလို့ငါလို့တွေ့ပြီဟာဘာလို့ညအဲ့လိုကြီးတီးခံအော်အဲ့နဲ့အိမ်ပေါ်တက်ပြီးသွားရှာပေါ့အော်အဲ့ဒါဘာလို့တော့လိုင်းလန်နေတာတီးပေးလိုက်ပြီဘာမှလည်းမသိဘူးအဲ့ညာရက်ပြီဘာထိုင်းလို့လားနောက်ကအဲ့လိုမသိနဲ့တီးခံမယ်မင်းတို့ကောင်းတယ်အော်ပေါ်တက်ပြီအော်တွေ့ပြီအိမ်ကြီးရရှယ်ပဲဒီရောအော်ခုနတော့ဘယ်ကောင်လေးတော့တကောင်ပဲကြံနေဆိုပြီးကိုတင်းမင်းက၄ကောင်နဲ့တွားပြီးတက်မယ်ပေါ့ချစ်ကင်းစားမယ်ပေါ့တွေ့ပါအိမ်ကြီးကတလွေးကြီးဖြစ်ပြီးနဲ့အတေးမထုနေမထုဆိုပြီးတန်းပြီးပြစ်မှာပေါ့ရွှင်းဖတ်ပြီးတော့ငါလုံးမှာခေါင်းကြီးထီပါအဲ့ကောင်ဘာတော့ခုနလဲလို့ကြီးပြစ်သွားအခုလဲလို့ကြီးပြစ်ခင်လဲတော့ပြောတာပေါ့နော်ဒီလောက်ပါပဲကိုတင်းမိတ်ကလည်းဘာမှသုံးစားရလို့ထောင်းနေမဟုတ်တော့ကြောင်းဒီလေးကိုအဆုံးထိကြည့်ပြရသူတိုင်းကိုလည်းကျေးဇူးတင်ပါတယ်like လေးနဲ့ follow လေးလည်းလုပ်ပေးခဲ့ဖို့တောင်းဆိုခဲ့ပါ